အားလုံးပဲမင်္ဂလာပါ Football Match Arsenal page မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် page ကတော့ Arsenal အကြောင်းကိုပြောတဲ့ page လေးဖြစ်ပါတယ်ဒီနေ့ကတော့ညကန်သွားတဲ့ EPL ပွဲစဉ်26အဖြစ် Arsenal vs Sunderland တို့ရဲ့ပွဲပြီး review လေးဖြစ်ပါတယ်ပထမအကြောင်း Sunderland အိမ်ပွဲမှာ Arsenal တို့ကိုကောင်းကောင်းကြီးဒုက္ခပေးခဲ့ရတာပါ Sunderland တင်ဒီပွဲမှာတော့ Arsenal တို့ရဲ့ပွဲထက်လာတဲ့လူစင်းကတော့David Raya နဲ့အလယ်မှာတော့ Saliba နဲ့ Gabriel ကိုfullback တစ်စုံဖြစ်တဲ့ Timber နဲ့ Claire Fiori နဲ့ပွဲထုတ်လာခဲ့ပါတယ်။ကွင်းလယ်မှာတော့ Zoe Mendy နဲ့ Declan Rice ကိုအသုံးပြုလာခဲ့ပြီးတော့ဒဏ်ရာရနေတဲ့ကပတိန်ဖြစ်တဲ့ Martin Odegaard နေရာမှာ Kai Havertz ကိုဆော်လာခံခဲ့ပါတယ်။အဲ့ဒီထားအဇီးကိုအရင်မယုံသေးတဲ့အခြေအနေမျိုးပါ။တောင်ပန်ဒီအဖြစ် Madueke နဲ့Trossard ကိုသာပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်ကိုတော့ Victor Yogurt အစား Gabriel Jesus နဲ့ပွဲထွက်လာခဲ့ပါတယ်။ပထမကြောလိုပဲSunderland Arsenal ကိုကြီးလင်းနဲ့ရင်ဆိုင်ဖို့အတွက်ပွဲထွက်လာခဲ့ပါတယ်။ Arsenal တို့ကရင်ပွဲတွေကလည်းမျိုးပွဲစားလာတာနဲ့တိုက်စစ်ကိုတဲတန်သိမ့်မစောပဲနဲ့စိတ်ရှည်ပြီးတော့ကစားကွက်ဆင်လာခဲ့ပါတယ်။9မိနစ်လောက်မှာSunderlandတို့ပြစ်ဒဏ်ဘောကနေပြီးတော့ကန်တင်ခွင့်ရပြီးတော့ကန်နေပေးလိုက်ရမှာကိုသမားထွက်ပုတ်လို့ကြာလာတဲ့လုံးကိုSunderlandဘက်ကပိတ်သွင်းခဲ့ပေမဲ့ကန်အားဘက်ဖြတ်ထုတ်လိုက်လို့ဥဆောင်ကိုစတင်မပေးခဲ့ရတာဖြစ်ပါတယ်။29မိနစ်မှာဘယ်တော်မှန်ကနေပြီးတော့ထော့ဆက်ထိုးပြလိုက်တဲ့အလုံးကို Declan Rice ဂိုးရီရထိတ်ကနေကန်သွင်းခဲ့ရမှာဂိုးပါနဲ့နည်းနည်းလေးကလဲဝါသူဖြစ်သွားလို့ဥဆောင်ကမြခဲ့တာဖြစ်ပါတယ်။42မိနစ်မှာလည်းအလားတူပဲထော့ဆက်ကနေပြီးတော့Zoe Mendyကိုထိုးပြလိုက်တဲ့အလုံးကိုZoe Mendyကလှလှပပပဲကန်တင်သားရအာဆင်နယ်တို့အတွက်ဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်46မိနစ်မှာတော့ကန်ဟာဘက်ကွင်းလျံနေပြီးတော့ဆွဲလာတဲ့အလုံးကိုတယောက်တည်းလန့်ကန်ခွင့်ရပါမယ်ကိုဘာဘောကကြော်သွားလို့သာကိုထပ်မှရရှိခဲ့တာဖြစ်ပါတယ်ဒုတိယမိနစ်60လောက်မှာအာဆင်နယ်တို့ကချိန်ဆန်းသိမ်းမပြတဲ့Maduekeနဲ့ Gabriel Jesus ကိုထုတ်ပြီးတော့ Victor Yogurt နဲ့ Martinelli လို့ထည့်သွင်းလာခဲ့ပါတယ်လူစားဝင်လာပြီးတိတ်မကြောက်9မိနစ်လောက်မှာပဲ Victor Yogurt ကဂိုးစတင်ရရှိခဲ့ပါတယ်Trossard ကနေပြီးတော့ Havertz ကိုပေးပြီး Havertz မှာတစ်ဆင့် Victor Yogurt ကိုထိုးပေးပြီးတော့ Victor Yogurt ဟန်ချက်ပြတ်သွားပေမဲ့အပြင်းကန်သွင်းပြီးတော့ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်92မိနစ်မှာတော့ Arsenal တို့ကကောင်တာမှတစ်ဆင့်ဂိုးထပ်မံရရှိခဲ့ပါတယ်ဂိုးကိုတော့Sunderland ပြစ်ဒဏ်ဘောကန်နေတာအနေပြီးတော့နောက်ကဖြတ်တင်ပေးပြီးတော့ဂါဘီငယ်ကောင်ကဆွဲပြေးပြီးတော့ဒူကောင်းမဆန်ပဲနဲ့ Victor Yogurt ကိုထိုးပေးပြီးတော့တတိယဂိုးရရှိခဲ့တာဖြစ်ပါတယ်ဒီပွဲမှာတော့ဂါဘီလက်ကောင်ကိုတော့ချီးကျူးရပါမယ်သူဖြတ်ထုတ်ပေးတဲ့အလုံးတွေဆိုရင်မနှဲပါဘူးဒီပွဲမှာကဆာလီဘာတော်တော်လေးရှိကီဖြစ်နေတဲ့အတွက်ဂက်ဘရီယယ်ကောင်းနေလို့ဒါတရုတ်မပြတ်ခဲ့တာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ဇူရီမန်ဒီပဲဖြစ်ပါတယ်ဇူရီမန်ဒီကတော့နှစ်ပွဲဆက်သွင်းဂိုးနဲ့စုစုပေါင်းသွင်းဂိုး5ဂိုးထိရရှိလာခဲ့ဖြစ်ပါတယ်အရင်နှစ်ကပါတီနေရာကိုစားထုတ်ဖို့အတွက်ဖြစ်နိုင်မလားဆိုပြီးတော့တို့တော်တွေပြောနေကြပေမဲ့ဇူရီမန်ဒီကတော့တက်သိပ်ပြနေပြီပဲဖြစ်ပါတယ်ပါတီလောက်တော့ကစားပုံမလားပေမဲ့စပိန်သားပြီးနီးစနစ်ကောင်းကောင်းနဲ့ defensive ပြီး Declan Rice နဲ့အတွဲညီကစားနေကြတာဖြစ်ပါတယ်နောက်ပြီးတော့ဂိုးသွင်းပြီးအဝဲခံတော့တဲ့ဒဏ်ရနေတဲ့အသင်းပေါ်လည်းဖြစ်နိုင်ငံအသင်းပေါ်လည်းဖြစ်တဲ့မယူနိုရဲ့အဝဲခံပုံစံနဲ့တို့အဝဲခံပြသွားတာအသင်းရဲ့စီးလုံးညီညွတ်မှုကိုမြင်တွေ့ရတဲ့ဂျင်းနူးစာမြင်ကွင်းလေးပဲဖြစ်ပါတယ်ဒီပွဲမှာတော့ Trossard ကဂိုးပါဝင်ပတ်သက်ခြင်းမရှိပေမဲ့အစစ်တွေကတော့သူ့စီကနေပြီးတော့စီးဆင်းလာခဲ့တာဖြစ်ပါတယ်ပေးထားရတဲ့ဈေးနဲ့ဆိုရင်တော့အလုံးတန်နေပါပြီနောက်ထပ်တစ်ယောက်ကတော့ကန်ဟာဘပဲဖြစ်ပါတယ်ကင်းကန်ကဒဏ်ရာနေပြန်လာပြီးစတိုက်ဆိုသလိုခြေစမ်းပြနေခဲ့တာဖြစ်ပါတယ်အိုဒီကတ်ဒဏ်ရာရပြီးတော့ခြေစမ်းကြနေတဲ့အချိန်အစည်းကိုလည်းယုံစားပြီးတော့တောင်းနိုင်တဲ့အချိန်မျိုးမှာကန်ဟာဘကိုပဲအကူရတာအဒီတာဒရက်တော့အသက်ရှူချောင်းစီခဲ့ပါတယ်မာတင်နယ်ရီကတော့ဒုတိယပိုင်းမှာဝင်ကစားခဲ့ရဖြစ်ပေမဲ့ခြေစမ်းကောင်းကောင်းပြတ်သားခဲ့ပါတယ်တတိယဦးဆောင်ဂိုးမှာအရင်ကဆိုရင်ကိုရိုင်းသွင်းနေကြဖြစ်ပေမဲ့ဒီတစ်ခေါက်မှာတော့မသွင်းမဲနဲ့တိုက်စစ်မှုကိုလူပေးပြီးတော့ကိုရအောင်ဆွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့အတွက်မောင်းတဲ့ဆူကိုရရှိသွားတဲ့လူကတော့ Victor Yogurt ပဲဖြစ်ပါတယ်ဒီပွဲမှာ2ဂိုးသွင်းလာခဲ့ပြီးတော့အသင်းနဲ့အသားကျမှုတွေအများကြီးရှိလာခဲ့ပါတယ်ကန်ရဘတ်နဲ့တွေ့ကစားရင်အသင်းအတွက်ပို့ပြီးတော့ခြေစမ်းပြနိုင်ခဲ့ပါတယ်
အခုဆိုတော့ EP ရဲ့သွင်းကို8 ဂိုးအထိရရှိခဲ့ပြီဖြစ်ပါတယ်ဒီပွဲအနိုင်ရရှိလို့အာဆင်နယ်တို့ကတစ်ပွဲပိုကန်ပြီးတော့ဂိုးမှန်အကွာနဲ့မက်ဆီကိုဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်တစ်ဖက်ကမက်ဆီအသင်းရတယ်ပွဲချက်အဖြစ်လီဗာပူးအသင်းနဲ့ကန်မှာဖြစ်တော့ခက်ခဲမိန်အနေထားမျိုးပါ